အားလုံးပဲမင်္ဂလာပါ Essential Skill for Teenager Channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Canva မှာပါရှိရဲ့ user interface လေးတွေအကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်။အခု Canva ကိုဖွင့်လိုက်ပြီဆိုရင်တော့မြင်နေရတဲ့အတိုင်း icon တစ်ခုချင်းစီတွေ့နေရပါလိမ့်မယ်။ကဲဒီတော့ဒီ icon တစ်ခုချင်းစီကဘာတွေလုပ်ပေးနိုင်လဲဆိုတာကိုအသေးစိတ်ကြည့်ကြည့်အောင်ပါ။ပထမဆုံးတစ်ခု presentation ဒါလေးကတော့ကျောင်းစာဒါမှမဟုတ်ရုံးလုပ်ငန်းသုံး presentation slide တွေပြုလုပ်ဖို့အတွက်ပဲဖြစ်ပါတယ်ဒီထဲမှာ template တွေပေါင်းစုံမျိုးစုံရှိရပေါ့နော် template မျိုးစုံရှိရကိုကြိုက်တဲ့ template ကို keyword လေးတွေနဲ့ရိုက်ရှာလို့လည်းရပါတယ်အခုဆိုရင်အမက workshop ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပေါ့နော်ဒီမှာဆိုရင် workshop နဲ့ပတ်သက်တဲ့ template လေးတွေအများကြီးပေါ်လာပြီဒီထဲကနေပြီးမှကိုကြိုက်တဲ့ပုံစံလေးတွေရွေးယူလို့ရပါတယ်ဒီမှာဆိုရင် apply to all နှိပ်လိုက်လို့ရှိရင်စုစုပေါင်း slide 10ချက်ကျော်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ social media ပါသူကတော့ Facebook, Instagram နဲ့ TikTok အတွက် post တွေတင်ဖို့အများဆုံးအသုံးပြုကြပါတယ်ဗီဒီယိုလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့သူကလည်း YouTube ဒုံမဟုတ်ကြော်ညာအတိုလေးတွေတီးဖြတ်ဖို့အတွက်အသုံးပြုကြတာဖြစ်ပါတယ် Canva ရဲ့ထူးခြားချက်ကတော့သူ့မှာ size တွေမျိုးစုံ TikTok အတွက်သုံးမလား Facebook အတွက်သုံးမလား ratio size လေးတွေတခါတည်းပါပြီးသားမို့ကိုကလိုက်ပြီးတော့ရွေးချယ်နေစရာမလိုတော့ဘူးပေါ့နော်နောက်တစ်ခုကတော့ Doc ပါတော့ကကြတော့စာရွက်စာတမ်းတွေတော့မဟုတ် report လေးတွေကိုလှလှပပနဲ့ရေးတင်ခြင်းလို့ရှိရင်ဒီ Canva ရဲ့ doc ကိုအသုံးပြုကြပါတယ် Canva မှာကြတော့လိုချင်တဲ့ elements လေးတွေ shape လေးတွေမျိုးစုံရှိရဲ့အတွက် color design ဆန်းဆန်းလေးတွေနဲ့creative ဆန်းဆန်း report တင်ခြင်းတဲ့အခါမှာဒီ doc ကိုအသုံးပြုကြပါတယ်နောက်တစ်ခုကတော့ whiteboard ပါ whiteboard ကတော့ note taking အတွက်အများဆုံးအသုံးပြုကြပါတယ်သူကတော့ screen အကျယ်ကြီးပေါ့နော်ဒီထဲမှာ notes လေးတွေရေးမှတ်လို့ရတယ်တိုင်းနေတဲ့လို့ကိုရဲ့အကြောင်းစာတွေပဲဖြစ်ဖြစ် idea တွေကိုအကြမ်းမြင့်ချမှတ်ထားလို့ရတဲ့ whiteboard ကြီးတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ sheet ပါ Canva sheet မှာတော့ဇာတ်တွေချက်တွေကို colorful ဖြစ်ဖြစ်အယောင်သွေးစုံစုံလင်းလင်းနဲ့အသုံးပြုနိုင်ပါတယ်နောက်တစ်ခုကတော့ website ပါဒီ website မှာတော့ကိုလှုပ်ရှောက်တဲ့အခါမှာ CV form နဲ့တွဲပို့တဲ့ portfolio လေးတွေဒါမှမဟုတ်တာမန်ရိုးရှင်းတဲ့ website design လေးတွေဆွဲလို့ရပါတယ်နောက်တစ်ခုကတော့ email ပေါ့နော် email ကတော့ newsletter တွေလှလှပပပို့ချင်တဲ့သူတွေအတွက်ပန်းပွင့်လေးတွေ design စုံစုံလင်းလင်းနဲ့ edit လုပ်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ photo editor ပါ photo editor ထဲမှာပါတယ် background remover expand ဆိုတဲ့ဟာလေးတွေကတော့ pro version မှာအသုံးပြုလို့ရမယ့် feature လေးတွေပဲဖြစ်ပါတယ် custom size ဆိုတာကတော့ကိုယ့်ရဲ့စိတ်ကြိုက်အလျားနဲ့အနံရွေးစားပြီး unit တွေကိုတတ်မှတ်ပြီးတော့စိတ်ကြိုက် design ဆွဲလို့ရတဲ့ feature လေးပဲဖြစ်ပါတယ် social media မှာကြတော့သူကတတ်မှတ်ပြီးသားဖြစ်တဲ့အတွက်ပုံသေးဖြစ်နေရပေါ့နော်ပြန်ပြောင်းလို့မရဘူးဒီမှာကြတော့ကိုလိုချင်တဲ့ချိုးစားကိုဒီမှာစိတ်ကြိုက်ရွေးဆွဲလို့ရပါတယ် upload ဆိုတာလေးကတော့ကိုယ့်ရဲ့ဖုန်းနဲ့တောင်မဟုတ်ကွန်ပျူတာတွေကဓာတ်ပုံဗီဒီယိုတွေကို Canva နဲ့ upload လုပ်တဲ့နေရာမှာသုံးလို့ရပါတယ်။နောက်တစ်ခုဒီဘက်ဘေးတန်း site bar မှာရှိတဲ့တူးလေးတွေကဘာလေးတွေလဲဆိုတော့home ဆိုတာနေလိုက်ရင်တော့ဒီပင်မမျက်နှာစာကိုပြန်ရောက်သွားမယ်ပေါ့နော် project ထဲမှာတော့ကိုလုပ်ခဲ့တဲ့ project တွေရှိတယ်တငယ်ချင်းတွေကိုနဲ့တူတူလာ share ထားတဲ့ project တွေရှိတယ်ဥပမာကိုကအကြောင်းမှာ group work လုပ်ရမယ် presentation လုပ်ရမယ်ဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့အတူတူစုဖွဲ့ပြီးလုပ်ထားတဲ့ presentation slide တွေကဒီထဲမှာရှိမှာပေါ့နော် template ထဲမှာကြတော့ကိုဘာလိုချင်လဲအကုန်ရှိရယ် flashcard တွေအတွက်ရှာမလား flyer ပဲလုပ်မလားကိုလုပ်ချင်တဲ့ဟာကိုအကုန်ရှာလို့ရတယ်အခုဆိုလို့ရှိရင် business card လေးလုပ်ချင်တာမို့ business card template လေးတွေရိုက်ရှာလိုက်တယ်ပေါ့နော်ဒီမှာဆိုရင်အများကြီးထွက်လာတယ်ဒီ template လေးကိုပြန်နှိပ်ပြီးတော့ကိုစိတ်ကြိုက် edit ပြန်လုပ်လို့ရပါတယ်ဒါမှမဟုတ်ကိုကလှုပ်ရှောက်ဖို့ CV form ရေးမလားဒီမှာဆိုရင်လည်းမိတ်တူဆိုင်က CV form ကြီးကိုတွားဝင်နေစရာမလိုဘဲနဲ့ Canva မှာပဲသူချပေးထားတဲ့ format လေးအတိုင်း professional ဆန်းဆန်း CV form လေးဖြည့်ပြီးအလုပ်လျှောက်လို့ရပါပြီ brand name မှာကြတော့ကိုလုပ်ငန်းသုံး brand တွေကို template အနေနဲ့ဒီမှာလာပြီးတော့ဖွဲ့စည်းတည်ဆောက်ထားလို့ရတယ်ဒါကဘာမှလုပ်ထားတာမရှိသေးတော့ဒီထဲမှာတော့လာပေါ်မနေဘူးပေါ့နော်နောက်တစ်ခု Canva AI ကဒီမှာလဲပုံလေးတွေထုတ်လို့ရတယ်ဘာပုံထုတ်ခြင်းလဲစာလေးနဲ့ရေးလာရုံပဲပေါ့နော်ဒီကဲပုံစားနေတဲ့ကောင်မလေးပုံစံလိုချင်တာမလို့အကဲ ice cream ပါညာရှောက်ရေးလိုက်မယ်ဘယ်လိုထွက်လာမလဲကြည့်ကြည့်အောင်ကိုကပဲ ratio လိုချင်လဲပြန်ပြီးတော့ရွေးချယ်လို့ရပါတယ်ဒီမှာဆိုရင်ထွက်လာပြီပေါ့နော်ရေခဲမုံကင်ထားတဲ့ကောင်မလေးတွေပုံစံဒါလေးတွေကတော့ဘေးဘက်ဘားထဲမှာပါဝင်တဲ့ tools လေးတွေကိုအသုံးပြုလို့ရတဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်ဒီပုံလေးကို edit ဝင်လုပ်ချင်နေဆိုရင်တော့နှိပ်လိုက်ပြီးတော့ဒီ photo editor ထဲမှာပါတဲ့ background remove လုပ်မလားရေခဲမုံမပါခြင်းရေခဲမုံကို magic eraser နဲ့ဖြတ်မလားအကုန်စိတ်ကြိုက်လုပ်လို့ရတယ်နော်ပြီးရင်ကိုစိတ်ကြက်ဖြစ်ပြီဆိုရင် export ထုတ်လိုက်လို့ရပါပြီ။ကဲဒီနေ့တော့ဒီလောက်ပဲเนาะ။နောက်အပြီးဆုံးမှာတော့ Canva ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ tools လေးတွေအကြောင်းကိုဆက်လက်ပြီးပြောပြပေးသွားအောင်မှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။